ပရိသတ်များလုံးပဲမင်္ဂလာပါဖေဖော်ဝါရီလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်ကောင်စီမတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့ယူဝင်ကိုချက်ချင်းပြန်လွှတ်ပေးရန်ဖိလစ်ပိုင်အပါအဝင်255နိုင်ငံကမင်းအောင်လှိုင်ကိုအမိန့်ပေးနေပါပြီမြန်မာစစ်တပ်အနေဖြင့်နိုင်ငံရေးအကျဉ်းသားများထပ်မံလွှတ်ပေးရန်ဖိလစ်ပိုင်အပါအဝင်နိုင်ငံတကာကမျှော်လင့်နေကြောင်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကဖေဖော်ဝါရီလ12ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့ကြာရောက်သည့်မြန်မာနိုင်ငံ၏89နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ရှိကျန်းရှိနေတဲ့သည့်နိုင်ငံရေးအကျဉ်းသားများကိုထပ်မံလွှတ်ပေးရန်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာန DFA တိုက်တွန်းလို့ဆော်လိုက်ခြင်းဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာန၏ကြေညာချက်တွင်မြန်မာနိုင်ငံ၏ပြည်ထောင်စုနှင့်အတွက်ဂုဏ်ပြုစကားဆိုခဲ့ပြီးနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာခြင်းပြီးအမျိုးသားပြည်လဲတည်မြတ်၏အတွက်ကောင်းမွန်သောလက္ခဏာတည်းဖြစ်လာလိမ့်မည်ဟုဖော်ပြထားပါသည်။2021ခုနှစ်ကစပြီးအကျဉ်းသားထောင်ပေါင်းများစွာလွတ်မြောက်ခဲ့တာကိုတွေ့ရပါတယ်။ဖိလစ်ပိုင်အပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထပ်မံလွှတ်ပေးဖို့မျှော်လင့်နေကြပါတယ်။ဒါဟာအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲတွေစီဦးတည်မဲ့ပထမခြေလှမ်းဖြစ်တယ်လို့အာဆီယံရဲ့ဘုံသဘောတူညီချက်5ချက် 5-point consensus ကိုအကောင့်ထဲပေါ်ရလဲရောက်ပါတယ်ဟုဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကပြောဆိုပါတယ်။လက်တလော်တွင်ဖိလစ်ပိုင်နိုင်ငံသည်မြန်မာငင်းချရေးလုပ်ငန်းစဉ်တိုးတက်စေရန်အတွက်မြန်မာနိုင်ငံမှာအရေးပါသောနိုင်ငံရေးအဖွဲ့အစည်းများနဲ့တွဲဆုံဆွေးနွေးပွဲတစ်ရပ်ကိုအင်ရှင်အဖြစ်လက်ခံခြင်းပေးခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲတွင်ပဋိပက္ခများလျှော့ချရေးလူသားချင်းစာနာရေးဆိုင်ရာအကူအညီများပေးအပ်နိုင်ရေးနဲ့နိုင်ငံရေးအရာတွဲဆုံဆွေးနွေးမှုများပေါ်ပေါက်လာစေရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံသည်2021ခုနှစ်ဖေဖော်ဝါရီလတွင်အရတာအစိုးရထံမှအာဏာသိမ်းယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းပြည်တွင်းစစ်တမ်းကိုခန်းဆောင်နေရခြင်းဖြစ်ပါတယ်။ထို့ယူထင်အာဆီယံရဲ့ညီချမ်းရေးဆိုင်ရာဘုံသဘောတူညီချက်ကိုအကောင့်ထဲပေါ်ရဖြစ်ကွာမှုကြောင့်မြန်မာနိုင်ငံသည်2026ခုနှစ်အတွက်အာဆီယံအလွတ်ကျဥက္ကဋ္ဌတာဝန်ယူခွင့်ကိုလည်းဆုံးရှုံးထားပါတယ်။